အဝလုံနေလို့ဝိတ်ချခြင်းတယ်ဝိတ်ချပြန်တော့လေအစာနဲ့လည်းမပြတ်နိုင်ဘူးအမြဲတမ်းဘိုက်စားပြီးတော့အမြဲတမ်းစားဖြစ်နေတယ်အဲ့တော့အစာငတ်ခတ်ပြီးတော့လေဝိတ်ချပြန်တော့လေခဏပဲခန့်နေပြီးရင်ဘိုက်စားပြီးတော့ပြန်စားပြီးတော့ဝိတ်ကပြန်တက်တာပဲအဲ့လိုလူမျိုးတွေရှိလာဗျရှိတယ်ဆိုရင်ဒီ hypro strawberry လေးနဲ့ကျွန်တော်ကမိတ်ဆက်ပေးခြင်းတယ်ဒီကောင်လေးကိုဝိတ်ချရင်းနဲ့တောက်မယ်ဆိုတော့တော်တော်လေးကိုအထောက်အကူပြုပါတယ်ဝိတ်ချမယ်ဆိုတော့လေ့ကျင့်ခန်းကတော့မဖြစ်မနေလုပ်ရမယ်ညနေပိုင်းကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ပြီးသွားပြီဆိုရင်ဒီကောင်လေးကိုတောက်တုံးပေးဖို့လိုအပ်တယ်လေ့ကျင့်ခန်းလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဘိုက်ကစားလာမယ်အဲ့ဒီခါကျရင်ကျွန်တော်တို့သမင်းစားမယ်ဒါမှမဟုတ်ရင်အစီဓာတ်ပါတွေဟာတွေစားမိမယ်အဲ့ဒီခါကျရင်ကျွန်တော်တို့လေ့ကျင့်ခန်းကလောက်တာဘာမှအဖတ်တင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လေ့ကျင့်ခန်းလုပ်ပြီးသွားပြီဆိုတော့ဒီ hypro strawberry လေးကိုတောက်တုံးပေးမယ်ဆိုရင်တင့်ရဲ့ကြွက်သားတွေကိုကြစ်လက်တတ်ပါစေတယ်လေ့ကျင့်ခန်းလုပ်ပြီးသွားလို့ကျွန်တော်တို့သမင်းစားမယ်စားဒါမှမဟုတ်တခြားတော့အစားတောက်တွေစားမယ်စားဒီ hypro strawberry လေးကိုအစားထိုးတောက်ပေးမယ်ဆိုရင်ပြင်ပအစားအစာတွေစားလို့အစီပိုတွေစုတာတွေလည်းမဖြစ်တော့ဘူးလေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းပို့ပြီးတော့ထိရောက်လာပြီးတော့အစီတွေကိုပို့ပြီးတော့လောင်ကျွမ်းစေလိမ့်မယ်အဲ့တော့ဝိတ်ချနေတဲ့သူတွေဆိုတော့ညနေပိုင်းလေ့ကျင့်ခန်းလုပ်ပြီးွားတာနဲ့ဒီကောင်လေးကိုနေ့စဉ်ပုံမှန်တောက်ပေးမယ်ဆိုတော့တေချာပေါင်းဝိတ်ချလာမှာဖြစ်ပါတယ်ဒီ hypro strawberry ကိုဝိတ်ချတဲ့သူမှမဟုတ်ဘူးတနေ့ကုန်ထမင်းမေ့ဟင်းမေ့အလုတ်များနေတဲ့သူတွေဆိုရင်လေအာဟာရပြက်လက်သွားခြင်းမရှိအောင်လို့ဒီကောင်ကိုအာဟာရအစားထိုးအနေနဲ့တောက်တုံးပေးလို့လည်းရပါတယ်ဒီပရိုတင်းကပရိုတင်းမြင့်မားစွာပါဝင်တဲ့အပင်၄မျိုးကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမိုင်နိုအက်ဆစ်ဗီတာမင်နဲ့မင်နရယ်ဓာတ်ကိုပါထည့်သွင်းပေးထားပါတယ်